ဘိုင်နိုင်တက်ပြီးကိုပိုင်တန်စင်တစ်ချက်နဲ့တည်းပြလိုက်တဲ့လွှမ်းပိုင်ကိုအကြီးကြီးတင်းနေတဲ့ဒါရိုက်တာပြည်ဟင်းတီဟာပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်ကြီးလွှမ်းပိုင်ကတော့လွှမ်းပိုင်ပါပဲနော်အခုထိကိုဆရာကြနေပြီးသူ့ကိုတစ်ချိန်ကတောက်ဖြုတ်ခဲ့တဲ့ဒါရိုက်တာပြည်ဟင်းတီဟာကိုပိုင်တန်စင်ဆိုတဲ့တစ်ချက်နဲ့ဘိုင်နိုင်ကြီးတက်ပြီးတော့ဒဲဆော်လိုက်တာဖြစ်ပါတယ်။ကျောင်းတော်ကရန်စားကဒီလောက်ထိကြီးသွားပြီးပေါ်ကားရိုက်တဲ့စောက်တော်လားဆိုပြီးတော့ဖြေလိုက်တာပါ။နောက်ပြီးတော့နောက်ထပ်ဇက်ကားရရင်လေကိုပြင်းဟင်းတီဟာရဲ့စောက်ချောက်များဆိုပြီးဇက်ကားကြိုက်လို့ပါဆိုပြီးတော့ထည့်ပြောသွားခဲ့ရဖြစ်ပါတယ်။အဆိုတော်လွမ်းပိုင်ဟာဘော်ဘီဆော့ဆော့နဲ့ပြတ်ပြီးကလေးကသူ့ရဲ့ပုံစံအမှန်ပဲချပြလာခဲ့ပြီးတော့အနုပညာမှာလည်းအရင်လိုမနေတော့ဘဲနဲ့ပေါ်ရင်တွေဖြဲလာခဲ့ရဖြစ်ပါတယ်။နော်ဖောနဲ့ကိစ္စကိုဒါရိုက်တာပြင်းတီဟာကဖော်လိုက်ကလေးကလွမ်းပိုင်ကငြိမ်နေခဲ့ပြီးတော့အခုလိုသူ့ခွင်ထဲရောက်မှနာမည်ကြီးနဲ့တက်ပြီးတော့တချင်းထဲမှာဆဲဆိုခဲ့ရဖြစ်ပါတယ်။ဒီလိုတချင်းလေးထွက်ရဒါရိုက်တာပြင်းတီဟာကလွမ်းပိုင်ကိုစိတ်ဆိုးပြီးတော့သူ့ရဲ့ Facebook Social ထက်မှာစာရှည်ကြီးရေးတင်ခဲ့ရဖြစ်ပါတယ်။လွမ်းမိုင်ကိုတဲပြောလိုက်ပါဆိုတဲ့စာသားနဲ့အတူဒါရိုက်တာပြည်ဟင်းတီဟာကသူ့ရဲ့ဒါရိုက်တာတလဝင်ငွေကလွမ်းပိုင်ရဲ့မင်းသားကြီးထက်များတယ်။ဒါကြောင့်ကို့အကြောင်းကိုသိပါတယ်။မင်းသားမင်းမြတ်စီကသူဟာပတ်စံသိန်း100ကျော်ချေးထားတာမဟုတ်ကြောင်းပြောပြလာပြီးတော့ဒီတချင်းထဲမှာသူ့ရဲ့နာမည်ပါလာလို့လွမ်းပိုင်ကိုသူ့ကိုအရန်ကြောက်နေရလားအဲ့ဒီလောက်တောင်ကိုမားနေကြောင်ဝန်ခံရလားဆိုပြီးတော့ရေးသားခဲ့ပါတယ်။နောက်ပြီးတော့ပကံမှာလဲလွမ်းပိုင်နဲ့နန်းစုတို့နှစ်ဦးဖြစ်ချင်တိုင်းဖြစ်ကြတော့ကာယကံရှင်တွေအတိလို့ပြောပြီးတော့သူ့အဆင့်တန်းနဲ့ငွေချေးစရာမလိုဘူး။လွမ်းပိုင်ပေါ်ကားလို့ပြောနေတဲ့ဇက်ကားတွေနဲ့ပဲလွမ်းပိုင်ရိုက်ခဲ့တာပဲ။အဲ့ဒီလိုပေါ်ကားရိုက်ဖို့ဒါရိုက်တာပြည်ဟင်းတီဟာကိုလွမ်းပိုင်ကိုယ်တိုင်ကဇက်ကားရိုက်ဖို့ပြောခဲ့အောင်အဲ့ဒီပေါ်ကားကိုမင်းမဲရိုက်ခဲ့တာမင်းကောင်းဆောင်မင်းသားရိုက်ခဲ့တာဆိုပြီးပြန်လဲခြေပခဲ့ရဖြစ်ပါတယ်။ဒီလိုခြေပချက်တွေကြောင့်သူဟာအနုပညာလောကကိုစိတ်ကုန်ပြီးတော့အနားယူခဲ့တာပါဇီယာရီရှုပ်ပြီးတော့သူမနာကိုမနာပြောဆိုနေကြတဲ့လောကကြီးထဲမှာပြည်ဟင်းတီဟာမပါဘူးပြည်ဟင်းတီဟာကတဲ့ပဲရှင်းနေတချင်းတွေပါတွေနဲ့အုံနောက်စားခံပြီးရှောက်ဆိုမနေဘူးလို့ပြန်လဲချေပခဲ့ရဖြစ်ပါတယ်ဒါရိုက်တာပြည်ဟင်းတီဟာကနောက်ကျောင်းတွေကိုမဖော်ချင်တာကြောင့်မင်းပါလဲငါပါလဲမင်းတီဆုံးမှာသူဟာသူမိန်းမကိုတယောက်တည်းတရားဝင်လက်ထပ်ပြီးတော့ယူခဲ့တာမင်းလို့မဟုတ်ဘူးလို့ပါပြောဆိုခဲ့ပါသေးတယ်သူများသားသမီးကိုမယူနိုင်မဲမဖြတ်စီဘူးမင်းမှန်တယ်ထင်ရင်မင်းမှန်တာပေါ့ငါမားတယ်ထင်ရင်ငါမားတယ်ပေါ့လို့ပြောကောင်အခုမှအမှန်တရားအလုံးကိုချပြခဲ့ရဖြစ်ပါတယ်လောမိုင်ကလည်းဒါရိုက်တာပြည်ဟင်းတီဟာနဲ့တဲ့တုန်းကအချိုးသမျိုးအခုမတဲ့မှဒီလိုကြီးလောက်တာတော့မကောင်းဘူးလို့ပြောနေကြတာပါဆဲဆိုမှရမ်းပြီးတော့အမျိုးသမီးတို့ကြီးကတော့အရင်ကလွမ်းပိုင်နဲ့မတူတော့ဘူးအရန်ရိုင်းလာတယ်ဒါကြောင့်အရင်လိုလူချင်းလူခင်မပေါ်တော့ပဲသူလည်းဘလူးကောင်းရောင်ဆောင်ပြီးတော့အခုမှအဆွဲထုတ်ပြလာခဲ့ရလို့ပရိသတ်တွေရဲ့ဝေဖန်တာခံနေရတာဖြစ်ပါတယ်ဒီလိုမျိုးတယောက်နဲ့တယောက်ချေပါရင်နဲ့လွမ်းပိုင်ကလည်းစာရွှေကြီးပြန်ရေးတင်ရင်အချင်းချင်း online စစ်ပွဲဆင်နွှဲနေကြတာလည်းဖြစ်ပါတယ်ဒီတော့ပရိသတ်ကြီးလွမ်းပိုင်နဲ့နန်းစုတို့ဟာပကံဟိုတယ်မှာပါဖြစ်ခဲ့ရလဲနောက်ပြီးတော့သူတို့နှစ်ယောက်ဘလောက်ထိစကားတွေကျွန်းအောင်မလဲဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်မိမိတို့ရဲ့အမြင်လေးတွေကိုလည်းမှတ်ချက်ပေးခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်